အားလုံးမင်္ဂလာပါကျွန်တော်ဒေါက်တာမြတ်ကိုဖြစ်ပါတယ်ဒီ case လေးမှာပေါ့ကျွန်တော်ဒီ case နဲ့ပတ်သက်ပြီးတော့တစ်ချက်ရှင်းပြမှာဖြစ်ပါတယ်အဲ့ဆိုဒီ case ကတော့သဖုံးနှိမ့်နေတော့ပေါ့နော်သဖုံးကဒီသဖုံးလုံးဝနှိမ့်နေ recession ဝင်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့စိတ်ကမှာဒီအာကောင်ပေါ့နော်အာကောင်ကနေသဖုံးအသားလေးကိုဖြတ်ထုတ်ပြီးတော့ဒီနှိမ့်သွားတဲ့သဖုံးကိုကျွန်တော်သဖုံးလေးနှံပြီးတော့သဖုံးထပ်ဖြည့်ပြီးတော့ချုပ်ထားတဲ့ကုသမျိုးစားလေးဖြစ်ပါတယ်ဒါကိုကျတော့အလွယ်တကူခေါ်မယ်ဆို gum grafting လို့ခေါ်ရဲပေါ့နော်အဲ့လိုဆိုတော့ဟိုကောင်းတာကကျတော့ဘယ်လိုပြောမလဲဆိုဒီတဖုံကိုအာကောင်ကပဲအသားစားပြင်ရတဲ့အတွက်ကြောင့်ဟိုအပူကုန်ကြငွေနေသွားတယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုကအပြင်မှာအဲ့လိုအသားအဲ့လိုမျိုးပေါ့နော်အသားစားကို synthetic အဲ့လိုမျိုးဒီအသားစား membrane တွေဝယ်ရမယ်ဆိုရင်တော့ကုန်ကြဆေးကပိုပြီးများသွားနိုင်တယ်အခုကျတော့ဒီ patient ရဲ့ဒီအာကောင်မှာရှိတဲ့အသားကလည်းအကြီးပြားကလည်းလုံလောက်တဲ့အထူပေါ့ thickness ရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့ဒါကိုယူသုံးပြီးတော့ဒီလိုမျိုးသဖုံးနှိမ့်တဲ့နေရာတွေမှာဖြည့်လို့ရပါတယ်ဒီနေရာတွေမှာမကအောင်သူကကျွန်တော်တို့တခြားနေရာတွေပေါ့ဒီအန်ဆုံးရှိခဲ့တဲ့နေရာတွေပေါ့နော်ဒီအနောက်ကဒီ pterygoid region ပေါ့နော်အဲ့လိုမျိုးနေရာတွေမှာလည်းသဖုံးထူရဲဆိုယူလို့ရတယ်တခြားနေရာတွေမှာတော့ဟိုတချို့သဖုံးထူရဲဆိုရင်တော့ယူလို့ရတယ်ဒါပေမဲ့အများဆုံးယူတဲ့နေရာဒီလိုမျိုး pterygoid region တို့ဒီကျွန်တော်ဟိုလိုအာကောင်ပေါ့ pelvic region ပေါ့နော် pelvic region တွေမှာကျွန်တော်တို့ဓာတ်မှန်လေးတခြားရိုက်ပြီးတော့ဟိုအာယုံကြောတွေပိုင်းနဲ့ဝေးမဲ့နေရာကနေအသားစာလေးဖြတ်ထုတ်ပြီးတော့အောက်ဒီနှခမ်းဒီအောက်သွားမှာပေါ့နော်အောက်သွားနေရာမှာချုပ်လိုက်တာပေါ့နော်ချုပ်ပြီးတော့ဒါ patient ကိုကျွန်တော်တို့3ဘက်လောက်နေတော့ follow ပြန်ကြည့်တော့တော်တော်လေးအသားတက်လာတယ်ဒါပေမဲ့လည်းကျွန်တော်တို့က second surgery ပြန်လုပ်အောင်ဖြစ်ပါတယ်ဘာလို့ဆိုကျွန်တော်လုံလောက်တဲ့အမြင့်ကိုမရောက်သေးတဲ့အတွက်ကြောင့်နောက်တစ်ခါကျွန်တော်ထပ်ခွဲမှာဖြစ်ပါတယ်နောက်တစ်ခါထပ်ဖြည့်မှာဖြစ်ပါတယ်အဲ့ဒါမှသာရင်လုံးဝသဖုံးကဟိုအပေါ်အထိလုံလောက်တဲ့ကျွန်တော်တို့လိုချင်တဲ့အနေထားလောက်အထိတက်လာမှာဖြစ်တယ်တခါကျရင်ဟိုကျွန်တော် surgery ရလည်းမှန်းလို့မရဘူးဟိုကိုလိုချင်တဲ့ပမာဏလောက်ထိမရတာရှိရင်ကျွန်တော်တို့က second surgery ပြန်ဝင်ရတာဖြစ်ပါတယ်အဲ့လိုဆိုတော့ဒီလိုမျိုး recession ဒါကြောင့်မလို့မိတ်ဆွေတို့ဘုဟုတုဒအနေနဲ့ပြတာဖြစ်ပါတယ်ဟိုဒီလိုမျိုးသဖုံးနှိမ့်သွားရဲဆိုရင်ဒီသွားကြီးကနှဲ့သွားပြီးကျိုးသွားမှာမဟုတ်ဘူးဒီလိုမျိုးကယ်လို့ရတဲ့နီးလန်းတွေအများကြီးရှိတယ်တချို့နေရာတွေမှာဆိုအယိုးအစားထိုးကူတာလို့လည်းရတယ်ဒီလိုသဖုံးတစ်ခုတည်းမဟုတ်ဘူးအယိုးရောသဖုံးရောနှစ်ခုလုံးထည့်ရမယ့် case တွေလည်းရှိတယ်ဒါပေမဲ့အခု case ကတော့ကျွန်တော်သဖုံးပဲထည့်လို့ရတဲ့ case ဖြစ်နေတဲ့အတွက်ကြောင့်သဖုံးအစားထိုးကူတာတဲ့ဤစနစ်လေးဖြစ်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်